မူဆိုးနယ်မြေကျောမှခရီးစဉ်မြန်မာပြည်၏မြေပုံကြီးကိုဂရုတစိုက်လေ့လာကြည့်ရှုလိုက်လျင်အဓိကအရေးကြီးလှသောတောင်ကျောကုန်းမြင့်လေးရပ်ကိုတွေ့နိုင်ပေ၏မြေမျက်နှာပြင်အနေအထားတို့သည်မြေပုံဝယ်ရှမ်းရိုးမှပဲခူးရိုးမှရခိုင်ရိုးမှနှင့်မြောက်ဘက်တောင်တန်းဒေသစသည့်လေးဌာနတို့ကိုတွေ့မြင်ရပေလိမ့်မည်စာရေးသူသည်ကမ္ဘာအရှေ့ဖျားတွင်အတော်နှံ့ဆက်အောင်ရောက်ဖူးခဲ့သည်ဂျပန်ပြည်တရုတ်ပြည်တောင်မြောက်ဗီယက်နမ်လောပြည်ယခင်အင်ဒိုချိုင်းနားပြည်နှင့်ထိုင်းယိုးဒယားပြည်စသည့်နိုင်ငံနယ်မြေများကိုဗမာလွတ်လပ်ရေးကြိုးပမ်းမှုခရီးစဉ်ကိုအကြောင်းပြု၍ရောက်ရှိခဲ့သည်သူတို့ပြည်သို့ရောက်ရှိခဲ့သည့်ဗမာမျိုးချစ်ပုဂ္ဂိုလ်များအားသူတို့၏တိုးတက်နေသောပြည်သူပြည်သားများကကျွန်တော်တို့မြန်မာပြည်တွင်အကြောင်းအရာများထွက်ကုန်များအဓိကရမြစ်များတောင်တန်းများပြည်နယ်များအားအရေးတယူမေးမြန်းစုံစမ်းကြသည်ကျွန်တော်တို့အနေနှင့်ကျွန်တော်တို့ရောက်ဖူးခဲ့သည့်နေရာဌာနမြစ်ချောင်းများတောတောင်များအကြောင်းလောက်ကိုပင်မပြည့်မစုံဖြစ်သာဖြေကြားခဲ့နိုင်သည်တိုးတက်နေကြသောတိုင်းကြီးပြည်ကြီးမှလူများဖို့နှံမူကားသူတို့ပြည်နယ်တစ်လျှောက်မှအကြောင်းအရာအထုပ်ပတ်တိဒေသန္တရဗဟုသုတတို့ကိုမဆိုင်နှင့်ဖြေဆိုနိုင်ကြသည်တိဖူးမြင်ဖူးရောက်ဖူးကြသည်သာများကြောင်းတွေ့ရပေ၏သူတို့သည်ကိုယ်တိုင်းပြည်တွင်မှအရေးပါသောဒေသန္တရဗဟုသုတခရီးစဉ်ကိုအမျက်တနိုးဂုဏ်ယူကြ၏တိကျွမ်းအောင်ရောက်ဖူးအောင်ကြိုးစားကြ၏ဤကားတိုးတက်သောလွတ်လပ်သောတိုင်းပြည်နှင့်ကိုလိုနီလက်အောက်ခံတိုင်းပြည်သားတို့၏ဒေသန္တရဗဟုသုတအမြင်ချင်းကွာခြားပုံကိုတွေ့ကြုံခဲ့ရခြင်းပင်တည်းတို့ရာ၌စာရေးသူတွင်ငယ်စဉ်ကပင်လေတနက်ကိုကင်ဆွဲကာနှစ်ပြစ်ဝါသနာထုံခဲ့ရာမှအစပြု၍ယနေ့စာရေးစဉ်အထိအမဲပြစ်မှုဆိုးဘဝသို့ပို့ဆောင်နိုင်ခဲ့လေသည်မူဆိုးဝါသနာနှင့်မူဆိုးညင်အရာဖော်ပြပါမြန်မာပြည်၏အဓိကရတောတောင်ဌာန၄ခုအနက်၃ခုကိုကောင်းစွာရောက်ဖူးလှည့်လည်ဖူးပြီးအမဲကြီးအမဲငယ်များကိုပြစ်ခတ်ခဲ့ဖူးသည်ထူးသဖြင့်ရှမ်းရိုးမနှင့်ပဲခူးရိုးမတို့တွင်စာရေးသူသည်မူဆိုးတန်တရားကိုကောင်းစွာလဲခဲ့ဖူးသည်ရခိုင်ရိုးမကိုမူ၃-၄ကြိမ်မျှသာတောင်ကုတ်စခန်းမှတပြေစခန်းကျွဲကလေးစခန်းများတွင်တပ်မတော်၏တာဝန်ကိုတစ်ဖက်ကထမ်းဆောင်ရင်းတစ်ဖက်ကမူဆိုးလုပ်ငန်းကိုအောင်မြင်စွာလုပ်ကိုင်ခဲ့ဖူးသည်မြောက်ပိုင်းနယ်မြေကချင်ပြည်နယ်နှင့်တစ်ဆက်တည်းဖြစ်သည့်မြောက်ပိုင်းတောင်ကုန်းဒေသများသို့မူကားအဆက်အသွယ်မရှိခဲ့ခြင်းအကြောင်းမညီညွတ်ခြင်းတို့ကြောင့်စာရေးသူသည်မရောက်ခဲ့နိုင်သေးချေလွန်ခဲ့သောနှစ်များကစာရေးသူ၏မိတ်ဆွေကြီးများနှင့်ရဲဘော်ဗိုလ်တော်ကြားဦးမြတ်မောင်လူဝင်မှုဌာနတို့၏ဖိတ်ကြားချက်အရမြစ်ကြီးနားဘက်သို့အမဲပစ်သွားရန်စီစဉ်ခဲ့စဉ်တွင်မမျှော်လင့်ခဲ့သောတောင်းကျမ်းသူများ၏လှုပ်ရှားလာမှုကြောင့်အမဲကြီးပစ်ရန်အစီအစဉ်ကိုရပ်ဆိုင်းထားလိုက်ရပေသည်မိုးကုတ်မိုးမိတ်ဘက်မှမိတ်ဆွေများကလည်းလူကိုယ်တိုင်ကျွန်တော်နှင့်ကျွန်တော်၏မွန်ဆိုးအဖွဲ့ဝင်များကိုအမဲကြီးပစ်ရန်လာရောက်ခေါ်ခဲ့ကြသည်သွာလာခါနီးမှကပ်၍မမျှော်လင့်သောအနှောင့်အယှက်အဖျက်ဆီးများကြောင့်အမဲကြီးပြည့်ရန်အစီအစဉ်ကိုရပ်ဆိုင်းလိုက်ရပေ၏လောက၌လူတိုင်းအဖို့မိမိဆန္ဒရည်ရွယ်ချက်အရဆွဲလန်းချက်များရှိကြပေမည်စာရေးသူအနေနှင့်အမဲကြီးပြစ်ခတ်ခြင်းနှင့်စာပေမွေ့လျော်ခြင်းအလေးမှလက်ဝှေ့ထိုးတိုင်းဗန်ဒိုဗန်ရှေပညာရက်များ၌မွေ့လျော်ကျေနပ်ခဲ့သည်ကျောင်းနေစဉ်မှစ၍ကောင်းပေးဆိုသည့်ကြပြလင်္ကာများရှေးလေးကြိုးကြီးများဆုံးမစာများကိုကျောင်းစာတစ်ဖက်ကာယဗလလေ့ကျင့်ခန်းကတစ်ဖက်နှင့်ပင်ရအချိန်ကိုလူ၍လက်ရေးဖြင့်ကတ္ထုဗလာစာအုပ်ကြီးများအတွင်း၌အပန်းတကုတ်ကူးထားခဲ့သည်စာရေးသူ၏အမျက်တနိုးပစ္စည်းစရင်းတွင်အမဲပြစ်တနက်များကြီးစံများတောလိုက်ပစ္စည်းတစ်တာများကာယဗလလေ့ကျင့်စရာအလေးမကရိယာဆုံးအလေးမတန်အတူအရှိဝိပြားများဒံငယ်စသည်တို့ကတသွဲကတိကတ်သက်ရှာဖွေ၍ရေကူးမှတ်သားထားရသည့်ကြပြလင်္ကာဟောင်းများပါဝင်သည့်တောစာအုပ်ကြီးများမှတ်စုများကတဖုံမဟာဂီတစာအုပ်များဥကုလာမဟာရာဇဝင်ကြီးစသည့်မြမစာပေအမွေနှင့်များကတနည်းစသည့်အမျက်နှိုးဆုံးပစ္စည်း၃ခုရရှိခဲ့ပေသည်ဗမာလွတ်လပ်ရေးအတွက်လျှို့ဝှက်သောခရီးလမ်းဖြင့်ဂျပန်ပြည်သို့စစ်ပညာသင်သွားခါနီး၌ဖော်ပြပါပစ္စည်းများကိုအယုံကြည်စိတ်အချရဆုံးစာရေးသူ၏မွေးမိခင်နှင့်အကိုလက်တဦးတို့မှာကြားချက်အစုံဖြင့်တစ်ထပ်မှာကြား၍ပေးအပ်ခဲ့ပြီးလွတ်လပ်ရေးခရီးစဉ်နှင်ခဲ့ရသည်